Grandma ရေရမ်းစင်းလာတော့နောက်ပြီးတော့ညီတော်ဆိုရင်တယောက်ယောက်ပြောတာကိုလိုက်ပြီးဘာသာပြန်တာမျိုးလေအဲ့ဒီလည်းတော်တော်လေးယော့သွားတယ်အခုတိုက်ရိုက်ပြောတာများတော့ပို့ပြီးတော့ပြောချင်တာတွေအဲ့လိုမျိုးဖြစ်တယ်Grammar တွေအားလုံးလည်းပြန်နှွေးပြီးသားဖြစ်တယ် speaking ကတော့တေးကြတယ်တွတ်နဲ့ပြောနေမိတော့မှာပဲအကျင့်ပေါ့နော်ဒီတဲ့တင်ကနေပြန်သွားပြီဆိုလို့ရှိရင်လေကိုကတယောက်တည်းပေါ့အယူလို့ပဲပြောကြည့်တာပေါ့နော်တောက်လျှောက်လေးပြောကြည့်မိတာ buff လေးတစ်လုံးရလို့ရှိရင်လည်းအဲ့လိုပြန်ပြီးတော့မေကွာကိုမေကွန်းလေးမေကွာကိုပြန်ဖြည့်အဲ့လိုမျိုးလေးတွေလုပ်ဖြစ်တာဒီစိဒီက review တွေကြောင်းလည်းပါတယ် review တွေက bad review မတွေ့သလောက်ပဲပေါ့နော်နောက်ပိုင်းတင်တဲ့နေရာကျတော့ review တွေကိုကြည့်ပြီးတော့ပို့ပြီးတော့ရွေးချယ်ပြတာပေါ့နော်ဆယ်ကျူးနေရှိရဲတဲ့သူတက်ခဲ့တာကောင်းတယ်ပေါ့ဆိုအဲ့နဲ့လာတက်ဖြစ်သွားတယ်အသေးစိတ်ပြန်တည်ခွင့်ရတယ်ပြန်သုံးတယ်နောက်တစ်ခုကရဲလာတာပထမဆက်သက်ချင်းရက်မှာကမှားတာမှန်တဲ့နောက်ထားပြောရဲတယ်နောက်ပိုင်းကျတော့အမားသူများအမားလေးတွေမြင်လာတယ်ထောက်လာနိုင်တယ်နောက်ကိုယ့်ဘက်ကကိုမှားပြောပြီးွားရင်လည်းအော်ဒါငါမှားသွားပြီပြန်ပြီးတော့ချက်ချင်းပြန်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအတားချက်အများကြီးတွေ့လာရတယ်ရှင်အမှန်တရားကတော့တော်တော်များတယ်ကိုရှိအိုးတို့တူတူခင်သွားတာတွေနောက်ပြီးတော့တူတူအပြင်သွားတာတွေပြီးတော့post တင်တာလည်းတော်တော်ဖောက်သွားတယ်အမှန်တရားပဲ